အခုကြည့်နေတဲ့သူကရုပ်ဆိုးတယ်ဆိုတာမဟုတ်ပါဘူးတဲ့ကိုနဲ့ရုပ်ချင်းစင်တဲ့ celebrity အတိုင်း makeup ကို like ပြီးတော့မပြင်ကြည့်သေးလို့ပါတဲ့ TikTok မှာ my celebrity look like လို့ရှာပြီးတော့ထွက်လာတဲ့ပထမဦးဆုံးသူကကိုနဲ့တူတဲ့သူပဲနင်စီရောဘာရမလဲမသိတေးကြလို့ဒီတော့ဒဇမ်းမတူသလိုပဲ TikTok အခုခဏယုံလိုက်မယ် Cindy Kimberly ရဲ့ makeup တိုင်း like ပြင်ပြီးမင်းစီသူနဲ့တူတာဟုတ်ရလားဆိုတော့ကြည့်ကြရအောင်။မာမျက်ခုံးမွေးထင်းထင်းတန်းတန်းလင်းသီလား။ကို့မှာမျက်ခုံးမွေးလုံးဝမရှိအခုကြည့်နေတဲ့သူတွေကိုနဲ့တူရဲ့ celebrity ဆိုပြီးရှာတာဘာထွက်လာလဲ comment မှာရေးခဲ့ပေးအောင်နော်။ဟုတ်မလဲ။မျက်ခုံးမွေးရတအားထင်း We never cry Okay မျက်ခုံးမွေးဆွဲပြီးဝိုင်းဆိုတော့ခုမျက်နှာမှာလုံးဝ skin care စိတ်ဝင်နေရလောက်ထားတယ်။ natural makeup လို့ပလေးသီလားမျက်နှာ glow serum လေးအရင်လင်းကြမယ်ပြင်တာပြင်နေရတာဘလို့ပုံထွက်လာလဲတော့မသိဘူးဘာရင်ခုန်စရာနှာခေါင်းလေးကငယ်ကြားမှာ bottom nose လို့ခေါ်ကြဒီလိုကော့ကော့လေးနဲ့ဘာဘီလိုမျိုးနှာခေါင်းမျိုးလေးပေါ့နော်မစီပေါင်တာတော့အများကြီးမတုံသူ့လိုမျိုး glow look လေးပျောက်သွားမှာဆိုလို့ကိုနဲ့တူတဲ့ celebrity ရဲ့ TikTok ဂျင်းထည့်ရလားမသိပြင်ကြည့်ပြီးတော့မှပဲကြည့်ကြတာပေါ့ပါနေလုံးဝမျက်နှာမှာနေရောင်လေးဟတ်ထားပါဆိုပုံစံမျိုးလေးမျက်တောင်ကော့မယ်နှာခမ်းအပေါ်မှာလုံးဝတော်တော် overline လောက်ထားတာပေါ့နော်မီစီနဲ့အဲ့ဒီ look နဲ့လုံးဝမလိုက် Okay final look ဒီ celebrity ရဲ့ makeup ကမင်းစီနဲ့ဘယ်လိုနေလဲ comment မှာရေးသားပေးပါ